ရွှေနန်းတော်အလဲမှာစိန်စီးတဲ့ရွှေချိုးတွေနဲ့ချီနှောင်ခံထားရပြီးကျွန်းအယောက်90ကျော်ကတနေလုံးကခွန်ဖြောဖြေပေးနေရတဲ့နှစ်သားတစ်ပါးရှိထည့်ဘူးလေဆိုရင်တင်ယုံမလားဒါဟာတန်းနာကြီးမဟုတ်ပါဘူးဒီပေါ်မင်းတရားကြီးရဲ့နန်းတန်မှာတကယ်ရှိခဲ့တဲ့စက်ချာမင်းလို့ခေါ်တဲ့စင်းဖြူတော်အကြောင်းပါအဲ့ဒီခေတ်ကစင်းဖြူတော်ဟာတာမန်တီလိရှန်မဟုတ်ပဲနိုင်ငံရဲ့ကံကြမ်းမာကိုစုပ်ကင်ထားတဲ့ဘုံတော်ရှင်အဖြစ်သတ်မှတ်ခံခဲ့ရတာပါသူ့ကိုထိုင်နေရတာစင်းဖြူတော်နန်းချိုတဲ့တီးတန်နန်းဆောင်မှာပါထူခြားတာကဒီစင်းဖြူတော်ဟာမင်းသားတစ်ပါးလိုမင်းညီမင်းသားအဆင့်သတ်မှတ်ခံရတဲ့အင်ရှင်မင်းသားတွေတောင်မရနိုင်တဲ့ဖြူစင်တဲ့ထီးဖြူ80မိုးပေးထားတာကိုခံခဲ့ရပါတယ်သူကိုအစာကျွေးတဲ့အခါစိန်စီထားတဲ့ရွှေခွက်ငွေခွက်တွေနဲ့ပဲကျွေးရပြီးစင်းဖြူတော်အိတ်ခေါ်စီဟုအတွက်နန်းတွင်းဒုတိယအဖွဲကညစဉ်တချင်းဆိုဖြောဖြီပေးခဲ့ရပါတယ်တမိုင်းမတန်းတချို့အရာဆိုရင်ဒီစင်းဖြူတော်ကိုနိုးသိပ်ဖို့အတွက်မြို့ထဲကနှုတ်ညာမိခင်တွေကိုအလဲကျခေါ်ယူခဲ့ရတဲ့အထိအဆောင်အယောင်တွေကလွန်ခဲ့ခဲ့ပါတယ်ဒါပေမဲ့ဒီလိုနတ်ဖျားတစ်ဖားလိုကိုကိုွယ်ခံခဲ့ရတဲ့စင်းဖြူတော်ရဲ့နေကုန်းကတော့ရင်နာစရာပါ1885ခုနှစ်မှာအင်္ဂလိပ်တွေမန္တလေးကိုတိမ့်ပိုက်လိုက်တဲ့အခါနန်းတွင်းသားတွေကစင်းဖြူတော်ကိုရန်သူလက်ထဲမပါစီခြင်းလို့အစိတ်ခက်တက်ခဲ့တယ်လို့တချို့ကဆိုကြတယ်လို့တချို့ကလည်းသူ့ရဲ့အဆောင်အယောင်တွေအားလုံးအလူခံရပြီးနောက်တာမန်စင်တကောင်လို့ဆက်ဆံခံရတဲ့တန်းကိုမခံနိုင်ပဲမချခင်မှာပဲအသေးဆိုးနေတည်ဆုံးသွားခဲ့တယ်လို့ဆိုကြပါတယ်နိုင်ငံတစ်ခုရဲ့အထွတ်တိတ်ဖုံးတန်ကိုဟာတတဝါတကောင်ရဲ့အဆောင်အယောင်တွေကြားမှာပျောက်ဆုံးသွားခဲ့တဲ့ဒီသမိုင်းဟာအခုထိမန္တလေးနန်းတွင်းရဲ့လူရွှေချေတစ်ခုလို့ကြံရည်နေစေပါပဲတနတ်တန်တွေတဖြောင်းကြားနေရတဲ့ကြားကစင်ဖြူတော်ကိုရွှေခွက်နဲ့အစာကျွေးပြီးနတ်ဖျားလို့ကိုးကွယ်နေခဲ့တဲ့ဘီရင်တစ်ပါးအကြောင်းခင်ဗျားတို့ကြားဘူးသလားဒါဟာ1885ခုနှစ်မြန်မာနောက်ဆုံးစစ်ပွဲတွင်မန္တလေးနန်းတော်ကြီးထဲမှာတကယ်ဖြစ်ဖြစ်ခဲ့တဲ့ထူးဆန်းပြီးကြေကွဲစရာကောင်းတဲ့သမိုင်းခွက်လက်တစ်ခုပါBritish စစ်တပ်ကအေယာဝတီမြစ်ကြောင်းအတိုင်းအမြောက်တွေနဲ့ပိတ်ခတ်ပြီးတက်လာနေချိန်မှာနန်းတွင်ထဲမှာအရေးကြီးဆုံးကစစ်ရေးဗျူဟာမဟုတ်ပဲနေပန်စင်ဖြူတော်ရဲ့ကျန်းမာရေးဖိနေခဲ့ပါတယ်ဒီစင်ဖြူတော်ဟာတာမန်တရီဆန်မဟုတ်ပါဘူးသူမှာကိုပိုင်စင်းဝင်းဆိုတဲ့ဝင်ကြီးအဆင့်အမှုထမ်းတွေရှိတယ်လို့သူ့ကိုကာကွယ်ဖို့ရွှေထီးဖြူရီနဲ့အမြဲမပြတ်မှုပေးထားရပါတယ်။အန်အော်ဘိုကမ်တာကစင်ဖြူတော်ကိုနေတိုင်းနန်းတာရည်ဒီနဲ့ချိုးပြီးယုံတင်မကပဲစိန်စီထားတဲ့ရွှေလင်းပန်းလင်းနဲ့အကောင်းဆုံးအစာတွေကိုဆက်တာဟေးကြတာပါ။နိုင်ငံတော်ရဲ့ကံကြမ္မာဟာဒီစင်ဖြူတော်ရဲ့အသက်ရှင်တန်မှုပေါ်မှာမူတည်နေတယ်လို့အစွဲလန်းကြီးခဲ့ကြတဲ့အတိုင်းအင်္ဂလိပ်စစ်တပ်နန်းတော်တကာဝယုံနေချိန်မှာတောင်စင်ဖြူတော်အနားမှာကာခုံဖြောဖြေးနေတဲ့အမှုပညာရှင်တွေရှိနေခဲ့ပါတယ်။ဒါပေမဲ့အကွင်းမဲ့အာနာစစ်တွေကုံဆုံးသွားတဲ့အခါမှာတော့ဒီစင်ဖြူတော်ကြီးဟာနန်းတွင်းသားတွေထက်ပိုပြီးဝမ်းနည်းစရာကောင်းတဲ့အဆုံးသက်နဲ့ရင်ဆိုင်ခဲ့ရတယ်။သူရဲ့သခင်တီးပေါ်မင်းပါတော်မူသွားပြီးနောက်မှာဒီသက်တော်ကြီးဟာဘသူမှမကြွေးမွေးနိုင်တော့ပဲအစာငတ်မှုပြီးမျက်ရည်တွေကျရင်နောက်ဆုံးမှာတော့လွတ်လပ်ရေးဆုံးရှုံးမှုရဲ့အစိမ့်ငြိမ်ဆုံးပြည်လွတ်တစ်ခုအဖြစ်တည်ဆုံးသွားခဲ့ရပါတယ်။တမိုင်းဆိုတာအောင်နိုင်သူတွေရဲ့မှတ်တမ်းတင်မှုတွေကြားမှာပျောက်ဆုံးနေတတ်ပြီးမဲ့နန်းတော်ဟောင်းတွေကဒီစင်ဖြူတော်ရဲ့မျက်ရည်တွေကတော့မြမအနောက်ဆုံးနေရတွေရဲ့အမှန်ကန်ဆုံးသက်သေအဖြစ်ကြံရစ်နေခဲ့တာပါ